အားလုံးပဲမင်္ဂလာပါ။ကြပေါ်ကွန်နာနဲ့ပြီးတော့မှပြန်လည်ကြိုဆိုပါရစေ။မတွေ့တာအရန်ကြပြီနော်။ဒါကျမတို့တိုင်းသားကျေးရွာကိုသွားပြီးတော့မှလဲပတ်ခဲ့တဲ့အကြောင်းကို sharing လုပ်ပေးသွားမှာပဲဖြစ်ပါတယ်။ကျမတို့လူငယ်အစီအစဉ်နဲ့ပေါ့နော်12ရောက်လောက်ရှိမှတင်နေကျမတို့အတူတူဘတ်ကားစီးပြီးတော့မှတိုင်းသားကျေးရွာသွားလဲတာဖြစ်ပါတယ်ဒါကတော့ဘတ်ကားမတိုင်မှာပေါ့နော်အစထွက်တော့မှာဆိုတော့အားပြည့်နေတဲ့အချိန်ဖြစ်ပါတယ်ဒါကြောင့်မလို့လဲဒီလိုဗီဒီယိုတွေရိုက်နိုင်အောင်ပေါ့နော်ပြီးတော့မှကားကိုတနာရီခွဲလောက်စီးလိုက်ရပါတယ်တနာရီခွဲလို့ပြောတဲ့ခါမှာလမ်းလည်းမသိဘူးဆင်းရမယ်မတိုင်လည်းမသိဘူးဒီတိုင်းလျှောက်လာတယ်ပေါ့နော်နဲ့ကားသမားဆင်းမလို့ပြောတော့ဒီမှာဆင်းလာတော့နည်းနည်းလမ်းလျှောက်ဝင်ရသေးတယ်10မိနစ်လောက်တော့ရှိမယ်ထင်တယ်နော်ပြီးတော့မှအဲ့မှာဒီတိုင်းသားပြည်တော်စုတိုင်းသားကျွေးရဆိုပြီးတော့မှဒီလိုဆိုင်ပို့စားတွေ့ပါတယ်တွေ့ချင်းပါလို့လဲဆိုရင်တော့မုတ်စားပါတယ်ဘိုက်ကိုအစာဖြစ်ပြီးမှသွားလေဖို့ကျမတို့လုပ်တယ်ပေါ့နော်ပြီးတော့မှစားဆရာရှိတာတွေစားပြီးတော့မှဗီဒီယိုတွေလည်းနည်းနည်းပါရိုက်ကြတယ်ပေါ့နော်အချိန်ကတော့အစဆိုတော့တကြလန်းဆန်းသေးတယ်ပေါ့နော်အဲ့ဒီမှာလှုပ်တဲ့လူကတပုံရတဲ့လူကရိုက်ဗီဒီယိုရတဲ့လူကရိုက်ပေါ့နော်ပြီးတော့ကျမမဟုတ်မကတွေစကားတွေရှောက်ပြီးတော့မှရိုက်ပြီးတော့စကားပြောတော့မယ်ပေါ့နော်ဒါကျမအကျင့်ဖြစ်ပါတယ်မုတ်ကတော့ကြည့်ရတော့မုတ်လေအားလုံးပြောနေပါလေဒါတော့မုတ်ဖြစ်တယ်တော့ပြောပါမလားကလေးတစ်ပုံဒါလေးတို့လည်းအဲ့လိုမျိုးရှောက်ပြောပြီးတော့မှစပိန်နဲ့ပေါ့နော်ကျွန်တော်တို့စပိန်စီးပြီးတော့မှအိမ်နေစပြီးတော့စလိုက်ပါတယ်စချင်းဝင်တဲ့အိမ်ကတော့ကရင်အိမ်ဖြစ်ပါတယ်ကရင်အိမ်ကချစ်စရာလေးပေါ့နော်ပြီးတော့ဒီအရှိမလဲဝရဒန်ပုံစံလုပ်ထားတယ်ဒါပေမဲ့ဖြစ်ချင်တော့သူတို့ရဲ့တစ်သားတွေကနည်းနည်းဆွေးတော့အပေါက်ကလေးတွေဖြစ်နေတယ်ပေါ့နော်ပြီးတော့ကျွန်မသဘောကျဆုံးအရာကသူတို့ရဲ့နေထိုင်ပုံတွေသူတို့ရဲ့သုံးဆောင်ပစ္စည်းအသုံးဆောင်ပစ္စည်းတွေကိုအသေးစိတ်ဒီလိုမျိုးဖော်ပြပြီးတော့ပေါ့နော်ဒါဆိုကျွန်မနည်းနည်းမြန်ပြီးတော့မှပြထားတဲ့ဗီဒီယိုဖြစ်တကယ်လက်လာဆရာအများကြီးရှိပါတယ်ပြီးတော့ဒါကကရင်ဖားစီပေါ့နော်ဒီလိုမျိုးအိမ်မှာဒီတိုင်းသားတစ်ခုရဲ့အိမ်မှာပေါ့နော်ဘာတွေရှိလဲဘာတွေအသုံးပြုလို့ရလဲသူတို့ရဲ့ယဉ်ကျေးမှုကဘာလဲဆိုတာတစ်ခုတည်းကိုအကလုံးမြင်လို့ရတယ်ပေါ့နော်သူတို့ရဲ့ဝတ်စုံတွေလည်းအကလုံးထည့်ထားပြီးတော့ပေါ့နော်ဒါဆိုရင်ချင်းအိမ်ဖြစ်တယ်ပြီးတော့အရှိဆုံးမှာဆိုရင်ဒီအောက်ချင်းညံ့ကိုလည်းသူတို့ကဒီလိုမျိုးသူတို့ရဲ့ထူးခြားချက်တွေကိုကမဖြစ်အောင်သူတို့ထည့်ထားပြီးတော့မှပြထားပေးတာကိုကျွန်မအရင်သဘောကျပါတယ်ဖြစ်ချင်တော့ကျွန်မတို့လာတဲ့အထဲမှာယောက်ျားလေးတွေတော်တော်များများချင်းကောင်လေးတွေဖြစ်တယ်ပေါ့နော်ဒါပေမဲ့သူတို့ချင်းဝတ်စုံဝတ်ချင်တာဝတ်စုံကမရှိတော့မဝတ်လိုက်ရပါတော့အဲ့နဲ့ကျမတို့ဒီလိုမျိုးပဲဟိုရှောက်ပတ်ကြီးဒီရှောက်ပတ်ကြီးဒီတိုင်းသူတို့ဘလို့နေခဲ့လဲဒီလိုမျိုးနည်းနည်းပါလစ်လာခဲ့တယ်ပေါ့နော်ဒီပုံစံဆိုကျမငငယ်တော့ဟိုကျမတို့မိဖို့ကြောင့်မှာတုံးခဲ့တဲ့ပုံစံတွေလည်းနည်းစင်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့စဉ်းစားမိတာတိုင်းရင်းသားတွေရဲ့နေထိုင်ပုံကလည်းမတူတာလည်းရှိပေမဲ့ပေါ့နော်တူတာတွေများတယ်ဆိုတော့ခံစားမိပါတယ်ဒါဆိုရှမ်းအိမ်ရောက်သွားတဲ့အချိန်ဖြစ်ပါတယ်ရှမ်းအိမ်မှာကျတော့ဟိုအဖွဲ့တွေကချင်းဝတ်စုံဝတ်ရတော့ရှမ်းဝတ်စုံဝတ်တယ်ပေါ့နော်ကျမတို့ကျတော့ဘာမှမဝတ်ပါဘူးဘာလို့လဲဆိုအရန်ပူတော့ပေါ့နော်အဲ့ဒါနဲ့သူတို့၄ယောက်ရှိတာမှ3ယောက်ပဲရှမ်းဝတ်စုံဝတ်ပြီးတော့မှထွက်လာပါတယ်ဝတ်စုံ5ခါက3000နဲ့9000အဲ့လိုမျိုးအစားပုံမူတည်ပြီးတော့မှဒီလိုကွဲသွားတယ်ရှင်ပြီးတော့သူတို့ကအမှအောက်မှာဗီဒီယိုသွားတယ်ဓာတ်ပုံတွေသွားရိုက်ကြတဲ့အခါမှာအပေါ်မှာဘာမှလုပ်စရာမရှိတော့ဘူးเนาะဒီအိုးတွေသွားကင်ကြည့်ပါတယ်တကယ်တော့ကင်ခွင့်မရှိပါဘူးဒါပေမဲ့ကျွန်မရှောက်ပြီးတော့မှကင်လိုက်လာပါအဲ့ဒါနဲ့ကင်လို့ရလားမရလားနဲ့ဘေးကနေလမ်းမေးလိုက်နေတယ်ဒါပေမဲ့သူဘာမှမပြောဆိုတော့ဒီတိုင်းကင်ကြည့်လိုက်တယ်ပေါ့เนาะနည်းနည်းဒီဗီဒီယိုရိုက်တာလဲစိတ်ဝင်စားဖို့ကောင်းခဲ့ပါတယ်ပြီးတော့ကျမရဲ့အချစ်ရဆုံးဖြစ်တဲ့ကျမရဲ့ကြားလူမျိုးအိမ်ကိုသွားလဲပါတယ်ကျမနောက်တစ်ခေါက်ကျမငငယ်ဘဝကိုရောက်သွားတဲ့ခံစားချက်ဖြစ်တယ်ပေါ့နော်ဒီအိမ်ရောက်တော့ပြီးတော့စစဝင်ချင်းမှလည်းဒီကြားဝတ်စုံလေးတွေနဲ့တက်ပုံရိုက်နေတဲ့လူတွေတွေ့တယ်ပေါ့နော်ကျမလည်းဝင့်ကောင်းမလားလို့စဉ်းစားပြီးမြချွေးတွေအရန်ထွက်တာနဲ့ဘလို့မှဝတ်လို့အဆင်မပြေဘူးလို့ကျမစဉ်းစားတယ်ပေါ့နော်ဒါဆိုကြားအိမ်ဝင်တဲ့ပုံအဝင်ပေါ့နော်ဒါပြီးတော့သူတို့ပစ္စည်းတွေကိုကျွန်မဗီဒီယိုနဲ့အမြန်ရေးပြီးတော့မှပြထားတဲ့ဥစ္စာဖြစ်ပါတယ်ပြီးတော့မှဒီလိုမျိုးကြည့်ပြီးတော့မှစကားတွေရှောက်စပြောပါပြီမင်းချလာတယ်တေကိုတခြားမသိဘူးမသိလို့နားလဲတာပါကြရကြောင့်မသိတော့ကြရအင်္ဂါလေးဖြစ်ပါတယ်ကြရနေပါခုပြပြပါဦးချီဖြစ်ပါတယ်ဒါသူတို့ပလိုင်းဒီပါနော်စကုပ်စင်ကာကိုအရင်ကောင်းပါတယ်နောက်ဆိုလာလိုက်ခပါလို့
ပြီးတော့မှပေါ့နော်ဒီအောက်ဖက်မှာဆိုရင်လည်းဒီလိုကျမတို့ကျမတို့တိုင်းရင်းသားအိမ်တော်တော်များများဆိုရင်မျိုးစေ့တွေကို6လမ်းနဲ့မျိုးနောက်တစ်နှစ်အတွက်ပြန်ထားတဲ့ပုံစံလေးလည်းသူလှုပ်ထားပြီးတော့ပေါ့နော်တကယ်ချစ်စရာလေးဖြစ်ပါတယ်ပြီးတော့ကျမတို့ဒီတင်မောပြက်စီသွားတယ်ပေါ့နော်ဒါဆိုရင်ကျမတို့လှည့်ခဲ့တာ4အိမ်ပြီးသွားပြီပေါ့နော်ဒါပေမဲ့ဖြစ်ချင်တော့ကျမတို့ညနေပိုင်းမှာသွားလဲတာဆိုတော့အဲ့လိုအိမ်တိုင်းကိုအိမ်တိုင်းစစ်ပေါ့နော်စစ်လစ်မလာနိုင်ခဲ့ဘူးပြီးတော့အရန်လက်ပင်ပန်းနေပြီးပြန်ရမှလည်းအဝေးဆိုတော့နောက်ပိုင်းဟာကျတော့ကျွန်မဒီတိုင်းနည်းပဲပြပေးမယ်ပေါ့နော်ဒါစလုံပြခန့်တွားလက်လာခဲ့တဲ့ထက်မှာစလုံပြခန့်အဆိုးဆုံးဖြစ်ပါတယ်ပြီးတော့ဒါကတော့မွန်အင်ဖြစ်တယ်ပေါ့နော်ဒီတိုင်းတွားလဲတယ်နည်းနည်းပတ်ပြီးတော့မှပဲပြန်ပြီးတော့ထွက်လာတယ်ပေါ့နော်ပြီးဆိုရင်ဒါကဗမာအင်သွားပြီးတော့မှကျမတို့မနက်ကဆိုရင်ရခိုင်အင်ကအရင်ဆုံးတွေ့ရတာကိုမဝင်မနဲ့ကရင်အင်သွားဝင်တော့ပေါ့နော်ပြီးတော့မှကျမတို့ဒီရခိုင်အင်ကိုသွားပြန်လဲပါတယ်တော်တော်လေးကိုလစ်လာရတာအရန်ကောင်းနေပေါ့နော်အရန်ကိုလစ်လာတဲ့နေရာတစ်ခုလည်းဖြစ်တဲ့ဘောနော်ဒါကြောင့်မလို့ကိုကဒီတိုင်းရင်းသားခုနှစ်မျိုးစလုံးဘလို့တွေနေထိုင်ခဲ့လဲဆိုတော့ဥစားကိုလည်းသိချင်တယ်ဆိုရင်တော့တကယ်သွားကြည့်ဖို့အတွက်ကျွန်မပြောချင်ပါတယ်ကျွန်မရဲ့ဗီဒီယိုကိုစောင့်ကြည့်ကြည့်ပြီးအတွက်အားလုံးကိုကျေးဇူးတင်ပါတယ်